အားလုံးပဲမင်္ဂလာပါကျွန်မတို့အင်္ဂလိပ်စာ teacher ပုံညက်ခိုင်ပါကျွန်မဒီနေ့ဘာကြောင့်ရတဲ့ပတ်သက်ပြီး sharing လုပ်မလဲဆိုရင်ကျွန်မ present simple နဲ့ present continuous tense ရဲ့ခွာခြားချက်လေးကိုပြောပြပါမယ် present simple ကကြတော့ကျွန်မတို့ဘလို့အရှင်နေမျိုးမှာသုံးလဲဆိုရင်ကျွန်မတို့အမြဲတမ်းလုံးလေးလောက်ထားရှိတဲ့အမှုကျင့်နေအလေးကျင့်နေအမြဲတမ်းမှန်တဲ့အမှန်တရားတွေမှာကျွန်မတို့ present simple ကိုသုံးပါတယ် present simple ရဲ့ verb form က verb 1မှာ singular plural ရှိပါမယ် singular မှာ ses ပေါင်းပေးရပါတယ် negative လို့ရှင်တဲ့အခါမှာ singular ဆိုရင် does not doesn't ပါပါမယ် plural ဆိုရင် do not don't ပေါ့နော် question လို့ရှင်တဲ့အခါမှာ singular ဆိုရင် does ကိုရှေ့ထုတ်ရမှာပဲ plural ဆိုရင် do ကိုရှေ့ထုတ်ရမှာပဲသူရဲ့ time expression တွေနဲ့က always usually sometime often never and ပြီးတော့ every တွေပါတယ်ကျွန်မ for example နဲ့ပြောပြရမယ်ဆိုရင် I always get up at 6 o'clock in the morning ကျွန်မမနက်ခင်း6နာရီမှာအများနဲ့အိပ်ရထားလို့ရှိတယ်အဲ့ဒါက present simple ပါနော်ပြီးရင် present continuous tense ကြတော့ဘယ်လိုရှင်းနေမှသုံးလဲဆိုရင်အခုလက်ရှိလုပ်နေတဲ့အရာက present continuous tense နဲ့သုံးပါတယ်သူ့ရဲ့ verb form က am is are နဲ့ verb ing နဲ့တွဲရပါတယ် am is are ရဲ့အသုံးကတော့ကျွန်မထူထူထူပြောပြစရာမလိုဘူးပေါ့နော် I အတွက် am တလုံးနဲ့ပြီးတတ်မှာပြီးရင် singular အတွက် is ပြီးရင် plural အတွက် are ပေါ့နော် negative လို့ရှိရင် am နောက်က not လိုက်ရနေမှာပဲ is နောက်က not လိုက်ရမှာပဲ short form နဲ့ isn't ပေါ့နော် are နောက်က not လိုက်ရမှာပဲ aren't ပေါ့နော်ဒါပါပဲကျမတို့ကသူ့ရဲ့ time expression တွေနဲ့ဘယ်လိုပါမလဲဆိုရင်ကျမတို့ at the moment တို့ noun တို့ပါတတ်ပါတယ် for example နဲ့ကျမပြောပြမယ်နော် I'm sharing the video now အခုကျမဗီဒီယိုရိုက်နေတယ်ပေါ့နော်ဒါပါပဲအဲ့ဒါက present continuous tense ပါအဲ့ဒါ present simple နဲ့ present continuous tense ရဲ့ခေါ်ချက်ချက်ကိုသိပြီလား present simple ကကျမတို့ verb 1မှာလုံးလေးလောက်ထားရှိတဲ့အကြောင်းအရာတွေမှာသုံးပါတယ် present continuous tense က am is are verb ing ကကျမတို့အခုလက်ရှိလုပ်နေတဲ့အရာကိုသုံးပါတယ်ဒါပါပဲเนาะအဲဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျမနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်လိုအပ်တာရှိရင်လည်းအကြံဉာဏ်ပေးခဲ့လို့ရပါတယ်သိချင်တာရှိရင်လည်းမေးခဲ့လို့ရပါတယ်ကျမကြိုးစားနေပါတယ်เนาะဒီနေ့တော့လောက်ပါပဲ bye bye see you next video